နေရာလေးကိုလူတိုင်းစွန့်ပစ်ထားကြတာကြပါပြီဒီနေ့တော့လှပတဲ့ဥယျာဉ်လေးအဖြစ်ပြောင်းလဲပေးမယ်ဒီနေရာလေးကလှနိုင်တဲ့နေရာတစ်ခုပါနည်းနည်းအားစိုက်လိုက်ရင်အရန်ပြောင်းလဲသွားနိုင်တယ်အားလုံးဝိုင်းကူရင်ဒီနေရာလေးကိုပြန်ပြီးတက်တက်ရက်ရက်ဖြစ်စေနိုင်ပါတယ်ဒီအပင်ကိုဘာမှစိုက်ရမလဲအဲ့ဒီမှာထားလိုက်ကတန့်ရှင်းမှုကအလှတရားရဲ့ပထမဆုံးခြေလှမ်းပဲမြက်တွေရှင်းလိုက်တော့နေရာကကျယ်လာပြီဟုတ်တယ်မြက်ပင်တွေကအရန်ရှိတယ်ဥယျာဉ်လေးကိုလုံလုံခြုံခြုံဖြစ်အောင်အရင်လုပ်မယ်ဒီပန်းလေးတွေကြီးလာရင်ရွာလေးပိုလှသွားမှာတပင်စိုက်တာကအနာဂတ်ကိုစိုက်ပျိုးတာနဲ့အတူတူပါပဲလာပြီးဒိတ်လို့ရတဲ့နေရာလေးပါလှုပ်ထားမယ်အပင်တွေကိုနေ့တိုင်းဂရုစိုက်ရင်ပိုလှလာမယ်မယုံနိုင်လောက်အောင်ပြောင်းလဲသွားပြီနော်ဒီဥယျာဉ်လေးကကလေးတွေရဲ့အပြုံးတွေကိုပိုများစေတယ်ဒီနေရာကအရင်ကနဲ့လုံးဝမတူတော့ဘူးတကယ်လှသွားပြီစွန့်ပစ်ထားတဲ့နေရာတစ်ခုကနေလှပတဲ့ဥယျာဉ်လေးတစ်ပါဖြစ်လာခဲ့ပါတယ်ရွာလေးကိုပိုးလှစေမဲ့ project အသစ်တွေနဲ့နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်